ခဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ like လေးမှာအားလုံးပဲကျွန်တော်ရဲ့ချစ်ရပါတယ်ကိုရီမားတွေအားလုံးပဲเนาะကျွန်တော်ရဲ့မိသားစုကိုရီမားတွေအားလုံးပဲเนาะအားလုံးပဲပျော်ရွှင်နိုင်ပါစေအရင်ဆုံးပြောချင်တာဗာပဲဖြစ်ကျွန်တော်ရဲ့ဒီ live လေးကိုအားလုံးပဲ live လေးကိုအစအဆုံးလေးကြည့်ပါပြီးတော့ရင်เนาะကျွန်တော်ရဲ့ channel ကို subscribe နှိပ်ရသေးတဲ့ကိုရီမားတွေအားလုံးရှိနေ channel ကို subscribe နှိပ်ပြီးတော့မှကြည့်ပေးပါเนาะဒီ live မှာเนาะဒီ live မှာကျွန်တော်ကိုရီမားတွေအားလုံးအတွက်အခုလာမယ့်အပတ်အတွက်เนาะအားလုံးအတွက်အဆင်ပြေမဲ့ဟာလေးတွေအကောင်းဆုံးဖြစ်မဲ့ဟာလေးတွေပဲကျွန်တော်ရွေးချယ်ပြီးတော့တင်ပေးထားတယ်เนาะရွေးချယ်ပြီးတော့ထုတ်ပေးထားတယ်အဲ့ဒီတော့เนาะ like ကိုအစအဆုံးကြည့်ပါပေါ့မင်္ဂလာပါမျိုးတွေမင်္ဂလာပါเนาะကျွန်တော်ဒီမှာဗာလဲဆိုတော့ဖရီကိုစောင့်နေတာပါသားဟုတ်တယ်ကျွန်တော်အလားလေးကိုတင်ပေးမယ်เนาะအခု like ထဲမှာအရင်ဆုံးပြောချင်တာကเนาะကျွန်တော်ရဲ့ concept မျိုးတွေကိုကျွန်တော်ကိုအားပေးလာတဲ့ကျွန်တော်ရဲ့တင်ပေးတာလေးတွေเนาะအမြဲတမ်း like ကြည့်တယ်เนาะနေတိုင်းကိုရီမားတွေအားလုံးအစွဲလဲเนาะအကောင်းဆုံးဖြစ်မဲ့ဟာလေးတွေကိုကျွန်တော်ရွေးထုတ်ပေးထားပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့เนาะချေရတဲ့အကိုရီမားတွေအားလုံးအတွက်အကောင်းဆုံးနေပဲလုပ်ပြီးမယ်เนาะအခုလာမယ့်ပတ်မှာလည်းအကိုရီမားတွေအားလုံးအပတ်ပါเนาะအခုလာမယ့်ပတ်လည်းအကိုရီမားတွေအားလုံးအပတ်ပဲเนาะကျွန်တော်အကောင်းဆုံးနေပဲလုပ်ပြီးမှာเนาะမင်္ဂလာပါညီလေးမောင်လေးလည်းမထူးတယ်တဲ့ဒီမှာကျွန်တော်ဗာပေးခြင်းလဲဆိုတော့เนาะအဲ့ဒီမှာအပတ်တိုင်းမှာထွက်နေတဲ့เนาะဗရိတ်လေးတွေလည်းရှိတယ်နောက်ပြီးတော့လုံးဝဘရိုးအတွင်းဆော့ခြင်းတဲ့သူတွေเนาะအဲ့ဒီအပြင်ကိုမှကျွန်တော်ရဲ့ concept မျိုးတွေအတွက်တပတ်စာเนาะတီးတန့်အထူးကျွန်တော်ထုတ်ပါမယ်เนาะအဲ့တော့ကျွန်တော်တောက်ကြနေကအခွေများတဲ့အခွေမားတွေအားလုံးလည်းဘာမှစိတ်မပူနဲ့เนาะကျွန်တော်ဗာထုတ်ပြီးမှဆိုဘရိုးအခုပါเนาะကျွန်တော်ဘရိုးမကျော်ပြီးခဲ့တဲ့အပတ်ကလိုပဲမွေးကနန်းเนาะမွေးကနန်းပြီးခဲ့တဲ့ဘက်က2ကွက်လာထားတယ်အဲ့အတွက်ဒီဘက်မှာမွေးကနန်းပြီးခဲ့တဲ့အပတ်ကရထားတဲ့မွေးကနန်းကိုเนาะဇာတို့ရောအဲ့ဒီအပြင်ကိုပြီးခဲ့တဲ့အပတ်ကကျွန်တော်ထုတ်ပြီးတဲ့အခွေအားလုံးပဲရာဘူးတဲ့သူတွေသိမှာเนาะရာဘူးတဲ့အကိုတွေသိမှာအဲ့ဒီအခွေကိုမှကျွန်တော်ခုနပြောတဲ့အထူးအဲ့အခွေတွေကနေတီးတဲ့အပတိုင်းဆွပေးနေတဲ့အထူးเนาะတပတ်ကောင်းကြိုက်တဲ့အမျိုးတွေเนาะတပတ်ထဲမှာเนาะအများကြီးလိုက်မလုပ်ချင်ဘူးเนาะမောင်လေးအခွေပဲဖြစ်ဖြစ်မွေးကနန်းပဲဖြစ်ဖြစ်အထက်ကနေပြီးတော့အထူးအောင်လေးကျွန်တော်ကိုရွေးပေးပါဆိုတဲ့သူတွေအတွက်လည်းเนาะကျွန်တော်ကန်ဆယ်အမျိုးတွေအတွက်ကျွန်တော်လုပ်ပေးထားပါတယ်အဲ့တော့ဒီ live ထဲမှာကျွန်တော်တစ်ခုချင်းရှင်းပြပေးမယ်အများနဲ့ကျွန်တော် live ကိုကြည့်တဲ့သူတွေကိုကျွန်တော်ကဘာပြောချင်လဲဆိုတော့ကျွန်တော်ဘယ်သူ့ကိုမှဘာပဲထုတ်ပေးပေးဘာပဲကြိုက်เนาะအကူရီမတွေအားလုံးကျွန်တော်လက်လွတ်စပဲမလုပ်ခိုင်းပါဘူးတေချာလေးနားလဲအောင်ရှင်းပြပေးတယ်နောက်တော့တေချာလေးဘယ်ဟာလေးကဘယ်လိုလာတယ်ဘယ်ဟာလေးကအကောင်းဆုံးဖြစ်မယ်တေချာလေးသုံးသပ်ပြီးတော့မှအကူရီမတွေအားလုံးတင်းတော်တာလေးကိုလိုက်ပြီးတော့ရွေးချယ်ပြီးတော့ကစားပါเนาะဒါကတော့ကျွန်တော်ရဲ့စီနာပါเนาะဒါကတော့ကျွန်တော်ရဲ့စေတနာပဲအဲ့တော့နေတိုင်းကိုရီမားတွေအားလုံးထွက်လဲကျွန်တော်ဒီမှာအဖွင့်နေ့အတွက်เนาะအဖွင့်နေ့အတွက်မနက်ပိုင်းကြာနေတဲ့ကေပေါက်ရှိတယ်เนาะအဖွင့်နေ့တိုင်းမနက်ဈေးတိုင်းကိုကြာပေးနေတဲ့ကေပေါက်ရှိတယ်ပြီးတော့ရင်ကျွန်တော်နေတိုင်းကိုရီမားတွေအားလုံးအတွက်ကျွန်တော်ဗရိတ်ကေเนาะဟိုပြီးခဲ့တဲ့ဘက်ကကျွန်တော်ကိုရီမားတွေအားလုံးပေးဘူးတယ်ဘာလဲဆိုတော့เนาะကျွန်တော်တပတ်အတွင်းပတ်သီးကိုတစ်ခွက်ကောင်းနဲ့ကျွန်တော်ပေးဘူးတယ်အထူးအောင်လေးအဲ့လားထွက်လဲထွက်ဘူးတယ်เนาะအဲ့ဒီဗရိတ်တစ်ခွက်ကောင်းနဲ့နောက်တစ်ခါဟူးမကျော်เนาะတပတ်စာမွေလုံးမိုင်တကွာကောင်းရင်အဲ့လားလေးကျွန်တော်ရွေးပေးမယ်เนาะဘာလို့ဆိုတော့ကျွန်တော်ဒီအပတ်မှာနည်းနည်းလေးကျွန်တော်အားပေးတဲ့သူတွေပြကျွန်တော်လုပ်ပေးနိုင်တာလေးအားလုံးလုပ်ပေးတယ်ဘာလို့ဆိုတော့ like ကကျွန်တော် line ရတဲ့အချိန်လေးမှာပဲကျွန်တော်လွှင့်ပေးရတာเนาะ like ရတဲ့အချိန်လေးမှာပဲလွှင့်ပေးရတာဆိုတော့အဲ့တော့ like လေးဟိုလွှင့်လို့ရတိုင်းမှာเนาะအားလုံးတပတ်စာလေးအတွက်ကျွန်တော်အကောင်းဆုံးဖြစ်မဲ့ဟာလေးတွေကိုရွေးပြီးတော့ထုတ်ပေးပါမယ်เนาะအဲ့တော့ like ကတော့ကြာမောင်လေး like မလွှင့်ဘူးလားဗီဒီယိုလေးမတင်ဘူးလားအဲ့လိုမျိုးကြီးကျွန်တော်မေးမှဆိုလို့เนาะအဲ့တော့ကျွန်တော်ရတဲ့ဟာလေးဒီ like ကိုကြည့်လိုက်တာနဲ့အကိုဒီမတွေအားလုံးနားလည်မှာပါမင်္ဂလာပါတဲ့မင်္ဂလာပါအဲ့တော့အရေးကြီးဆုံးပြောပါမယ်เนาะအရေးကြီးဆုံးကျွန်တော်အလားလေးနေတိုင်းလေးမှာเนาะအများကြီးမပေးခင်မှာကျွန်တော်ရဲ့ဓာလေးကတော့ကိုဒီမတွေအားလုံးလည်းနားလည်ပေးပါဘာလဲဆိုတော့เนาะကျွန်တော်ရဲ့ကန်ဆယ်အမျိုးတွေအဖွဲ့ဝင်တွေရှိပါတယ်เนาะအဲ့ဒီအကိုဒီမတွေအားလုံးတော့ဒီဘက်ကတော့ကျွန်တော်ခုနကပြောတယ်เนาะတပတ်စာမွေးကနန်းမွေးခွက်3ခွက်ပါเนาะဇာတို့ရေအဲ့ဒီဟာကတစ်ပိုင်းပေါ့เนาะဒါကတော့မွေးခွက်ပြီးခဲ့တဲ့ဘက်ကလိုပဲမွေးကနန်းကတစ်ချိန်နှစ်ချိန်အနည်းဆုံးလာမယ်เนาะမွေးကနန်းတီးတဲ့ထွက်အောင်ပဲကျွန်တော်လုပ်ပေးတာဘာလို့ဆိုတော့ဒီအပတ်နဲ့ဆိုရင်3ပင်4ပင်ကူပေါ့เนาะ4ပင်ကူကိုသေချာတယ်မွေးခွက်တွေကလောင်းပါပဲเนาะအဲ့တော့မွေးခွက်စော့ကျင်တဲ့သူတွေမွေးစားတို့ကတော့ဒါပုံမှန်တိုင်းပါဗျာအဲ့မွေးစားတို့နဲ့ပတ်သက်ပြီးကျွန်တော်ဒီဘက်မှာတင်းတင်းနာအင်္ဂါအတွင်းအောင်မှလာမယ်ထင်တယ်เนาะဘာလို့ဆိုတော့အပတ်တိုင်းလာနေတာလဲအင်္ဂါအတွင်းလေးလာနေတာကျွန်တော်တွေ့တယ်เนาะအဲ့တော့တင်းနာအင်္ဂါအတွင်းစော့ကျင်တဲ့သူတွေလောက်ပါပြီးတော့ရင်အခွေသဘောရကပါလဲဆိုတော့ကျွန်တော်အမှအခွေထုတ်ပေးပါမယ်เนาะပြီးခဲ့တဲ့ဘက်ကလိုပဲ၄လုံးခွေဒါကတော့တချို့လူတွေကြတော့ဇာတို့နဲ့မွေးနေစော့တယ်ဗျာပြီးတော့ရင်ဇာတို့ရဲ့မွေးနေလာရင်
ကျွန်တော်အခွေဆက်ပြီးတော့စော့ကျင်တဲ့သူတွေကိုလည်းအဲ့ဒီမှာအခွေရပြီးသွားရင်ပြီးခဲ့တဲ့ဘက်ကတော့အခွေကျွန်တော်တစ်ခါကောင်းမွေးထုတ်ဝေးထားတာပြီးခဲ့တဲ့ဘက်ကတော့အခွေပြီးနိုင်မြင်လာသွားတာနော်အဲ့ဒါအခုလာမယ့်ဘက်မှာအခွေရောအထူရောနှစ်သီးစားလုပ်ပြီးမယ်နော်ပြောခဲ့ပြီနော်အခွေရောအထူရောနှစ်သီးသားလုပ်ပြီးမယ်အခွေစောတဲ့သူတွေဒါကျွန်တော်ရဲ့ကန်ဆာမျိုးတွေအတွက်ကြော်ညာလည်းခုနပြောပဲကျွန်တော်လုပ်ပေးနိုင်တာကိုပဲကျွန်တော်ပြပြပေးတာနော်အဲ့ဒါယုံကြည်တဲ့မျိုးတွေအားလုံးပဲလိုက်လုပ်ပါနော်လုံးဝရှေ့ရေးပဲခုဘက်မှာလိုင်းလေးကောင်းလားကျွန်တော်တစ်ချက်လောက်ပြောပေးနော်လက်မလေးလည်းနှိမ့်နေလိုင်းလေးကောင်းလားတစ်ချက်လောက်ပြောပေးနော်အဲ့ဒါလာမယ့်ဘက်မှာကျွန်တော်ခုနပြောတဲ့တပတ်စာတီးတဲ့အထူးစော့ကျင်တဲ့သူတွေလည်းနော်တကယ်လို့ကံဆက်ထားပြီးသားကိုကြီးကတော့ကျွန်တော်အားလုံးတင်ပေးပါပါနော်အထူးဆိုတာတင်ပြရမဟုတ်တပတ်စာအတွက်မွေးကန်းအကောင်းဆုံးနော်ရွေးပြီးတော့အများကြီးလိုက်မလုပ်ချင်ဘူးမွေးကွက်နဲ့အထူးစော့ကျင်တဲ့သူတွေကိုကျွန်တော်အခွေနဲ့တွဲပြီးတော့ထုတ်ပေးမယ်နော်ဒီခွက်ကောင်းလေးတွေကျွန်တော်ရထားတာရှိတယ်နော်အဲ့ဒါလေးတွေကိုဒီမတွေအားလုံးပေးပါနော်ပတ်တီရောအခွေရောထွက်မယ်ဆိုလို့ပတ်တီထွက်ပြီးအခွင့်အရေးရှုံးသွားကြဟုတ်တယ်လာပါလေအဲ့ဒါကတော့ကျွန်တော်ဆင်ပြပြရလေနော်အခုနကပြောပဲဇာတို့မွေးနဲ့ဇာတို့မွေးကွက်ကိုစော့ရင်ကျွန်တော်ခုနကပြောတယ်အထူးကတော့အားလုံးစော့နော်လိုက်စာတွေကပြောခဲ့ပြီနော်အထူးဆိုတာအလကားပြောနေတာမဟုတ်ဘူးနော်ကျွန်တော်ရဲ့ကန်ဆာအမျိုးတွေနော်လိုက်ထဲမှာကျွန်တော်အများကြီးမပြောခုနပြောလို့ပြောလို့မရလို့နော်အထူးဆိုတာကတော့ကျွန်တော်ဒီမှာကန်ဆာထားသူတိုင်းလိုက်လို့ပါအများကြီးမှမဟုတ်တာဗျာတကွက်ထဲပဲလောက်ရတာပဲဟုတ်တယ်မလားမွေးနှမ်းနဲ့မွေးခွေရတော့ကိုယ်အဆင်ပြေလို့ဆော့နှစ်သီးသားတွေသုံးသီးသားတွေလာမှာနော်တခါလေးပြောခဲ့ပြီမဆော့ခင်ကကြူပြောတာနှစ်သီးသားသုံးသီးသားတွေလာမှာနော်အဲ့တော့မွေးခွက်ကလည်းမွေးခွက်ပြီးခဲ့တဲ့ဘက်ကနှစ်ခွက်တောင်ထွက်သွားတယ်မွေးခွေရတော့ပြီးတော့ထွက်တာဒီဘက်မှာမွေးခွေနဲ့မွေးကနန်းအထူးအောင်ကကျွန်တော်တွဲပေးထားမှာနော်အဲ့တော့မွေးခွက်နဲ့မွေးစားတို့ဆော့ကျင်တဲ့သူတွေအထူးအောင်ကတော့ထိတ်ဆော့ပါနော်အထူးအောင်ကတော့ထိတ်ဆော့ပါပြောပြပါပြီအဲ့တော့တချို့လူတွေကကျွန်တော်လိုက်ထဲမှာဘာမင်းလဲဆိုတော့မောင်လေးကန်ဆက်ချင်တဲ့မာကြီးတို့မလုပ်တတ်ဘူးမသိဘူးအဲ့ဒါကတော့ကျွန်တော်ခုနပြောပဲခဏလေးနော်အကူဒီမတွေအားလုံးကျွန်တော်အပြစ်တင်တာတော့မဟုတ်ဘူးနော်အပြစ်တင်တာတော့မဟုတ်ဘူးဘာလဲဆိုတော့ကျွန်တော်ဒီမှာကန်ဆက်တဲ့မျိုးတွေဒါအပါတိုင်းကျွန်တော်လက်တွဲတဲ့သူတွေကတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်လက်ခုနပြောပဲလက်တွဲပြီးတော့လိုက်ဆော့ကျင်တဲ့ကျွန်တော်ဆိုဦးရဲ့မွေးနှမ်းနေဒီဘက်မှာလည်းအထူးလေးလိုက်ဆော့ကျင်တဲ့သူတွေကဘာလဲဆိုတော့ကျွန်တော်ပြောရဲ့ခွန်86334ခွန်8000နှစ်နော်ဒါလေးကတော့အားလုံးပဲနားလည်မယ်ထင်ပါတယ်အများကြီးလည်းမဟုတ်ဘူးနော်အဲ့အတွက်အတူတွေပါကြီးထွက်တယ်တတိထားပါကျွန်တော်ကျန်တာတွေအတွက်လုံးဝတောင်းမမြူပါဘူးကျွန်တော်ပြောတဲ့ဟာကိုပဲကျွန်တော်လုပ်ပါတယ်အဲ့အတွက်ကံမဆက်တဲ့ရင်ကျွန်တော်လာမေးလို့ရတယ်မသိရရှိရင်မေးပါမလို့တတ်ရှိရင်မေးပါနော်ကျွန်တော်အားလုံးရှင်းပြပေးပါမယ်အဓိကတော့ကျွန်တော်ခုနပြောတယ်ခွန်86334ဒါလေးကတော့အားလုံးပဲနော်အများကြီးကျွန်တော်ဒီမှာလုပ်တဲ့သူတွေကတော့ဒါတီးပြီးသားပါမသိတဲ့သူတွေကတော့အဲ့ဒီမှာမေးနော်ဒါလေးကိုကျွန်တော်ပြောတာโอเคပြီးတော့ကန်ဆက်ကြီးကကျွန်တော်လာပြောမောင်လေးတွေကန်ဆက်ရှင်တို့ဘယ်လောက်လဲဆိုကျွန်တော်ကခုနပြောသူပဲလေဒါကိုကျွန်တော်လုပ်ပြီးရဲဆိုတာကအများကြီးလိုက်စောနိုင်တဲ့သူလည်းရှိတယ်အများကြီးလိုက်မစောနိုင်တဲ့သူရှိရင်ကျွန်တော်ရဲ့ပြောမယ်ဆိုရင်ညာကျွန်တော်အကြိုင်းတာတစ်ခုမှာကျွန်တော်ကခုနပြောသူပဲအဓိကဘာလဲဆိုတော့ကိုလုပ်ပေးနိုင်တာပဲဦးစားပေးတာကျွန်တော်ဒီမှာကန်ဆက်ကြီးအကူဒီမကြီးအားလုံးလည်းသိတယ်နော်အများကြီးလည်းမဟုတ်ဘူးတော်တော်ချို့ကြီးကကျွန်တော်ကန်ဆက်ရှင်တို့ကဘောင်လေးကျွန်တော်လာမိတာကန်ဆက်ကြီးဘယ်လောက်လဲပါကျွန်တော်အလာယူကအဓိကလုပ်ထားတာလည်းမဟုတ်ဘူးနော်ဟိုးတွေကလည်းကန်ဆန်ကြီးတစ်သောင်းပါဟုတ်တယ်ဟိုးတွေကလည်းကျွန်တော်ကဒီလိုပဲအခုလည်းဒီလိုပဲအောင်မြင်ဆုံးချိန်ကလည်းဒီလိုပဲပုံဝင်တဲ့ချိန်ကဒီလိုပဲဘာလို့ဆိုတော့ကိုယ်ယုံကြည်ပြီးတော့လိုက်ဆော့တဲ့သူတွေအားလုံးစော့နိုင်အောင်လို့ကျွန်တော်လုပ်တာနော်ကျန်တာဘာမှမဟုတ်ဘူးပြီးသွားရင်မွေးနဲ့မွေးပွဲကြတော့ဗျာစော့တဲ့သူတွေရှိတယ်မစော့နိုင်တဲ့သူတွေရှိတယ်နော်ဒါမှကျွန်တော်ကစော့နိုင်တဲ့သူတွေစော့ပါစီဆိုပြီးတော့တီးတဲ့ဘာလို့ line မော့တင်ပြီးတဲ့ခဏခုနပြောသူပဲတီးနဲ့ပေးတာနဲ့ဆိုင် line မော့တင်ပြီးတဲ့ခဏခုနပြောသူပဲမထွက်တာများတယ်ဗျာဘာလို့ဆိုလူများစော့ရင်ပြီးတော့ကျွန်တော်အဲ့အကြောင်းကျွန်တော်ဒီမှာဟိုးတွေကလည်းကျွန်တော်ဒါမွေးကွက်တို့မွေးစာတို့ကပုံမှန်ထုတ်ပေးနေတာနော်အဲ့ဒါလေးကြောင့်တချို့ကြောင့်ကျွန်တော်ကန်ဆက်တာဆိုတချို့ကြောင့်ဒါကြီးကိုအလုပ်တစ်ခုလိုဟိုကဖြစ်နေလို့နော်ဘာမှမဟုတ်ဘူးဒီလောက်ပဲနော်အဲ့တော့ကိုလှုပ်ချင်တာလိုက်လုပ်ဖို့ပဲလိုတယ်နော်အဲ့လောက်ပြောတာနော်အဲ့တော့ဒီဘက်မှာကျွန်တော်ထုတ်ပေးမဲ့နိုင်လည်းပြောပြီးလာပြီးဘာလဲဆိုတော့လာရဲ့ဘက်မှာနော်တနင်္လာနေ့အဖွင့်နေ့အတွက်ကျွန်တော်အရင်ပြောမယ်နော်တနင်္လာနေ့အဖွင့်နေ့ပြောပါမယ်ပြီးတော့ဗရိတ်စောကျင်တဲ့သူတွေတပတ်စာလုံးဝအကောင်းဆုံးကျွန်တော်ထုတ်ပေးတဲ့ဟာလေးတစ်ခွက်စီကျွန်တော်ထုတ်ပေးမယ်နော်အဲ့ဒါတော့ကျွန်တော်အရင်ပြောပေးမယ်လိုက်ထဲမှာလည်းရှင်းပါလို့အဲ့တော့မနေ့ကမှာ4-9နော်4-9လုံးပိုင်ခုနပြောပဲကျွန်တော်တွဲပေးမယ်နော်မင်္ဂလာပါညီလေးတွေမင်္ဂလာပါနော်3-4နော်3-4-3-9 3-8-4-8-9-8-2အဲ့လားအဖွင့်နေ့အတွက်ကေပေါ့နော်3-4-3-9-3-8-4-8-9-8-2ကေပေါ့နော်အဲ့ဒီမှာဘာလို့မနေ့ပြန်ကျွန်တော်ကြိုက်ဆုံးလဲဆိုတော့ငါမနေ့ပြန်အဖွင့်နေ့အတွက်တနေ့ကုန်54-59နော်အဲ့လားကတော့ကျွန်တော်ရဲ့တင်တာအတွက်နော်အထူးတင်ကွက်ပေါ့နော်ဒါလေးကတော့945ကိုတင်တာတင်ကွက်ကေပေါက်က3-4-3-9-3နဲ့နော်
ရှစ်လေးရှစ်ကိုရှစ်နှစ်ဒါပဲခွင့်နေအတွက်ကဘာမှညမနဲ့မှာဘာမှထွေးထွေးလုပ်စားမလို့ဒါပဲတပတ်စာအတွက်တပတ်စာအတွက်ကဘာဖြစ်မလဲဆိုတပတ်စာအတွက်ကျွန်တော်အဲ့ဒီမှာဗရိတ်နဲ့နော်တင်ကွယ်လေးနဲ့ကျွန်တော်တွဲပေးမယ်အားလုံးပဲတစ်ခုချင်းလိုက်မှန်နော်ခုနပြောသလိုကျွန်တော် like ကခုနပြောသလို line ကောင်းရင်ကျွန်တော်လွှင့်ပေးမယ် line မကောင်းရင်ကျွန်တော်မလွှင့်ပေးဘူးနော်အဲ့တော့ line လွှင့်လို့ချိန်လေးမှာခုနအတူတွေကျွန်တော် channel တွေမသုံးဘူးနော် YouTube တစ်မျိုးလေးသုံးတယ်တခါလေးနားလည်အောင်ပြောပြပြီနော် channel တွေဘာမှမသုံးဘူးနော် YouTube ပဲသုံးမယ်ဝင်နေပြောတာနော် channel တွေဘာမှမသုံးပါဘူး YouTube မျိုးလေးသုံးအဲ့တော့မှကျွန်တော်ဟိုမှာတွေ့တယ်ဒီမှာတွေ့တယ်မလုပ်ပါနဲ့နော်ဟိုမှာတွေ့တယ်ဒီမှာတွေ့တယ်ဒီမလုပ်ပါနဲ့ကျွန်တော်ဘာမှမသုံးပါဘူးရှင်းပြတာမဟုတ်ပါဘူးအားလုံးအတိလဲပေးပြီးသားပါနော်54 59အဖွင့်နှစ်အတွက်တင်ကွက်နော်ကဲပေါက်ထုတ်ပြီးသွားပြီ၄ခုလုံးပါနော်ပြီးသွားရင်ဗာလဲဆိုတော့ကျွန်တော်တို့ရဲ့တပတ်စာမှာအကက်ကနန်းအနေနဲ့က3ညအကက်5အကက်3ပါ3ညပတ်တီ5ပတ်တီဘာလို့သုံးရမလဲဆိုရင်5နဲ့ဆိုရင်56အကြိုက်ဆုံးပဲတပတ်စာမှာ3ညနဲ့ပတ်သက်ရင်3ည4အကြိုက်ဆုံးပဲတပတ်စာမှာဒါကတော့တပတ်စာနော်တပတ်ဘာလဲဆိုတော့ဟာသူတပတ်စာလေးတင်ပေးထားတယ်ဒီနေ့သူတင်ပေးတဲ့လုံးဝိုင်းလေးရတယ်ငောင်းနဲ့တူတယ်နော်အဲ့အတွက်ကြရင်သူတို့ကဖေးထားတဲ့တင်ကွက်လေးကိုငါတို့ထည့်ဆော့ခြင်းဆော့လို့ရတဲ့ပုံစံနဲ့ကျွန်တော်ပေးရတွေ့ရလိုက်ထဲမှာဟာမောင်လေးဘယ်အောင်မိုင်းလို့ဆော့ရမလဲဗျာမများနဲ့နော်ဗျာများအောင်ပေးတာမဟုတ်ဘူးအကူဒီမကြီးအားလုံးပဲနော်ဗျာများအောင်ပေးတာမဟုတ်ဘူးလှုပ်ချင်တာလေးတွေလှုပ်လို့ရအောင်ကျွန်တော်က live လွှင့်လုံးလေးမှာအားလုံးကိုရွေးပေးတာနော်အဲ့တော့တပတ်စာလာမဲ့ပတ်မှာဖွင့်နေရစပြီးတော့အကောင်းဆုံးအကက်ကနန်းလေးပြောပါဆိုရင်3ညလုံးမိုင်း5လုံးမိုင်း3ညလုံးမိုင်းပတ်သက်ရင်3ည4အကက်ကနန်းအကောင်းဆုံးပါ5နဲ့ဆိုရင်56အကောင်းဆုံးပါတပတ်စာမှာဟိုကို့မှာလုံးမိုင်းလေးပဲရကီးလေးပဲရဒါလေးနဲ့ကပ်ပြီးတော့ဆော့နော်ကျွန်တော်ကတော့ကျွန်တော်ဒါလေးကိုကျွန်တော်ပြောတာနော်အဲ့ဒီမှာဗာလဲဆိုတော့ဗရိတ်အနေနဲ့က3ညဗရိတ်5ဗရိတ်နော်ပွင့်လေးပြောတာနော်ကျွန်တော်တော့တရားကျွန်တော်မောင်လေးကန်ဆက်တဲ့သူတွေကိုပဲမောင်လေးကတင်မိတာလားမဟုတ်ဘူးနေတဲ့သမားတွေတော့လည်းအခုတကူချင်းပြောပေးနေတယ်နော်အဲ့ဒီကကိုအစင်မရအောင်ရွေးချယ်ပြီးတော့ကစားကျွန်တော်အစောကြီးကပြောပြီးသားနေတဲ့သားလည်းနေတဲ့သမားလည်းရောက်ကျွန်တော်ရဲ့ဟိုကန်ဆန်းသမားလည်းကန်ဆန်းသမားဖုန်းသမားလည်းရောက်ကျွန်တော်ပြောတာလေးကိုအစင်ပြီးလို့ရွေးချယ်ပြီးတော့ကစားနော်တကူချင်းကျွန်တော်ကပြောပြပေးတာအဲ့ဒီကျွန်တော်လိုက်ကိုကြည့်ရဲ့ကျွန်တော်ရဲ့အကိုဒီမကြီးအားလုံးပဲအစင်ပြေတော်ပြီနော်3ည5ဗရိတ်ကိုလာမဲ့ပတ်မှာအရန်ကြိုက်တော့အပူနော်3ညအပူ9ဟုတ်နော်3ည5ဗရိတ်ကိုဟုတ်တယ်နော်3ညအပိတ်5ဗရိတ်ကိုအပူနဲ့ဆိုရင်3ညအပူ9အပူ5ဗရိတ်မှာဆိုရင်3ည5နော်အကြိုက်ဆုံးပဲကျွန်တော်ပြရတွေကခုနပြောလို့ပဲနော်အများကြီးမဟုတ်ဘူးနော်ကျွန်တော်ကအမြဲတမ်း like ထဲမှာကျွန်တော်ယူကျွန်တော် like ကိုကြည့်ရတဲ့သူဆိုရင် channel like ကိုမကြည့်ချင်တော့ဘူးနော်ပွင့်လင်းပြောတာကျွန်တော် like ကိုကြည့်ဝင် channel like ကိုကြည့်ရင်ဘာလို့ဆိုတော့ကျွန်တော်ရွေးပေးတဲ့ဟာဆိုဗရိတ်ဆိုလည်းကျွန်တော်တစ်ခွက်ပဲကြိုက်တယ်နော်လုံးပိုင်းဆိုရင်လည်းတစ်ခွက်ပဲကြိုက်တယ်ပွင့်လင်းပြောတာဗျာအခုကျွန်တော်ကတပတ်စာလေးကိုထုတ်ပြီးရဆိုတာခုနပြောလို့ပဲ3ညတဲ့သူတွေ3လို့ရတယ်နော်3ည5ဗရိတ်ကိုအပူကြရင်3ညအပူ5အပူအကောင်းဆုံးပါတပတ်စာမှာနော်5ဗရိတ်မှာဆိုရင်ကျွန်တော်တို့3ည5ဘယ်ကောင်းကျွန်တော်ခုနပြောတယ်4ခုနဲ့ကေပေါင်းနော်တင်ကွက်54 5ခုကအဖွင့်တွေကိုကစားအခုပြောတဲ့အကက်ကနန်းတွေဗရိတ်တွေကမမေ့ပါနဲ့ဆိုတဲ့အတိုင်းမှာကိုနဲ့နော်အကြိုက်တူရဲ့နေ့ကိုဒါလေးကိုထည့်ပြီးတော့ကစားနော်အားလုံးနားလဲအောင်လို့ပြောပေးတာအဲ့ဒီကကျွန်တော်ခုနပြောပဲဟိုခုံဒီခုံတွေမလုံးနဲ့ဗျာကြိုက်ရင်ကြိုက်တဲ့ဟာကိုယူလို့ကဲအားလုံးတော့ကျွန်တော်ဒါလေးကတော့ပြောခဲ့ပြီးပါပြီနော်ဒါကတော့အကိုဒီမကြီးအားလုံးအဆင်ပြေမယ်ထင်တယ်နော်တချို့ကြောင့် like ကိုတေချာလေးကြည့်နားလိုက်ပါလေနော် like ကိုအစအနေအဆုံးလေးကျွန်တော်ပြောတာလေးကိုတစ်ခုချင်းသိပ်ပြီးတော့နားထောင်နေနားလေတယ်နော်တော့じゃ like ကိုရစ်ကြည့်ပြီးတော့မှဟာ तू ကဘာပြောနေရလဲဟာ तू ပြီးတာတွေကနော်ငါတို့ကဘာဆော့ရမှာလဲအဲ့လိုမလုပ်နဲ့နော်ကျွန်တော်ခုနပြောပြီး like လွှင့်လို့ရတယ်အချိန်လေးမှာ line ကောင်းတော့အချိန်လေးမှာကျွန်တော်တပတ်စာလေးကိုရှားခုနပြောလို့ပဲအကောင်းဆုံးဖြစ်မဲ့ဟာလေးတွေကိုကျွန်တော်ထုတ်ပြရတာတစ်ခုချင်းနော်မများလဲမများဘူးနော်ဗလိဆိုရင်လည်းအကောင်းဆုံးအဲ့လားဒီခါကျရင်မမိနဲ့နော်ခုနပြောလို့ပဲတချို့လူတွေက line မှာတင်ပြီးရင်တိတ်ပြီးတော့တန်မှုမထောင်ကျွန်တော်ပြီးတဲ့ဗလိဆိုတာကျွန်တော်ပြီးခဲ့တယ်ပြီးတဲ့အချိန်တိုင်းထွက်တယ်ပြန်ကြည့်လိုက်ကျွန်တော်ရဲ့ like ဒီမှာဟိုးရရကိုပြန်ကြည့်လိုက်နော်ဗလိတူကြီးကျွန်တော်ပြီးတိုင်းမှာထွက်ပါတယ်တစ်ခါကျရင်ဗလိတင်ဝက်အောင်ထွက်သေးတယ်နော်လုံးဝအကက်ကနန်းနော်10ချိန်ပြီးရင်10ချိန်လောက်ထွက်တယ် line မှာနော်ဟုတ်တယ်ပို့ရင်လည်းကျွန်တော်ကပြောတာနော်အဲ့တော့အဖွဲနေမှာလေကေပေါက်ကောတင်ကွက်ကောပြီးပွားပြီ
တပတ်စာအတွက်လုံးမိုင်ကိုအကတ်ကိုဗရိတ်ကိုလည်းပြီးသွားပြီเนาะဒါနေ့တိုင်းသမားတွေအားလုံးပဲရှင်းနေမယ်ထင်ပါတယ်เนาะဒါလေးကိုကျွန်တော်အရင်ပြောတာပါပြီးသွားရင်ကျွန်တော်ရဲ့ကန်ဆာမျိုးတွေကအခုကန်ဆာချင်တဲ့သူတွေရောကန်ဆာပြီးတော့သူတွေရောအားလုံးကကျွန်တော်ဒီည live လေးပြီးသွားရင်ကျွန်တော်အချိန်လေးပြီးတာနဲ့เนาะဘာလို့ကျွန်တော်ဒီညဟိုကန်ဆာချင်တဲ့သူတွေလည်းလုပ်လို့ရပါတယ်ဘာလို့မနေ့ပိုင်းကျွန်တော်တခါတည်းအချိန်ခုနပြောပဲဟို9နာရီအတွင်းမှာကျွန်တော်တင်ပြတာများတယ်မွေးကနန်းတွေမွေးခွက်တွေမွေးခွေတွေเนาะဒီဘက်ကတော့လိုက်စာမာတွေကပြောခဲ့တယ်เนาะအထူးအောင်ဆိုတာအလကားပြောတာမဟုတ်ပါဘူးเนาะကျွန်တော်ဒီဘက်ထဲမှာနည်းနည်းလေးအထူးအောင်ကိုကြိုက်နေပါတယ်ကြိုက်နေမယ်ဆိုရင်လာတော့မယ်ထင်တယ်နော်အဲ့အထူးအောင်ရတာမှာခုနပြောပဲအထူးအောင်ဒီတပတ်စာလို့ကျွန်တော်ပြောရင်ပဲဗျာအဲ့တနင်္လာနေ့အထွက်များတယ်တင်းနာနေ့မထွက်ရင်အင်္ဂါနေ့မှာထွက်တာများတယ်အထူးအောင်တော့တကွက်ထဲပဲနော်မွေးကနန်းကျွန်တော်ကအဲ့မှာအခွေနဲ့အဲ့ဒီအခွေတွေကကအထူးအောင်တကွက်ထုတ်ပြီးတာနော်တင်းနာနေ့မှာအထွက်များတယ်တင်းနာအင်္ဂါမှာအထွက်များတယ်နော်အခွေကတော့ပြီးခဲ့တဲ့ဘက်ကပုံလုံးနေတာမြင်ကြပါလားမွေးကနန်းမွေးဘက်ကတော့ပြီးခဲ့တဲ့ဘက်ကတော့2ကြိမ်ဒီဘက်လည်းအဲ့မွေးကနန်းရဲ့အဆက်နော်ဇာတိုးနဲ့မွေးကွက်3ကွက်အပြီးပါနော်ပြီးသွားရင်ဟိုအခွေစောကျင်တဲ့သူတွေကကျွန်တော်ခုနပြောသလိုပဲဗျာအခွေစောကျင်တဲ့သူတွေကတော့ခုနပြောသလိုပဲဇာတိုးနဲ့မွေးကွက်ဆိုရင်ဇာတိုးနဲ့မွေးကွက်စော့နော်အားမွေကသူပြီးတာအခွေလေးတွေထွက်တယ်နော်လိုက်စော့ကျင်တဲ့ငါတို့အများကြီးမဟုတ်တော့ပုံမှန်လိုက်စော့ကျင်တဲ့သူတွေခါကျတချို့ကြတော့ပြီးခဲ့တဲ့ဘက်ကလို့ဇာတိုးရင်ထွက်သွားတာဗျာနော်ဇာတိုးရင်ထွက်သွားတော့ဘာမှလုပ်စရာမရှိတော့နော်ကျွန်တော်ပြီးတဲ့အခွေလေးခုနပြောသလိုမစော့ကျင်နဲ့အဲ့ဒီကကိုကြိုက်တဲ့တင်ဝက်လေးရွေးချယ်ပြီးတော့ဆော့လို့ရဒါမှမဟုတ်လေကိုကလိုက်ဆော့ကျင်လို့အခွေလေးဆော့မယ်ဆိုရင်လည်းအဲ့ဒီအခွေတွေကနေခုနကျွန်တော်ပြောတဲ့ဒီဘက်မှာရှူအောင်လေးကျွန်တော်ထုတ်ပြီးတာအဲ့ဒီအခွေကလည်းအပတ်တိုင်းလာပါတယ်နော်တခါကျရင်ဟိုကျွန်တော်တစ်ပတ်တွဲပေးရဆိုတော့အဲ့မှာဘူလုံးနေလေးလိုင်းလာတယ်အင်္ဂါနေလေးလိုင်းလာတယ်ဒါပေမဲ့ဒီဘက်မှာကျွန်တော်ထုတ်ရဇာတို့ရောအခွေရောနော်ကျွန်တော်ကြိုက်ပါတယ်အကောင်းဆုံးတွေပဲလုပ်ပေးထားတာနော်အဲ့တော့အထူးအပတွေတတိထားပါလူသစ်အကိုတွေမတွေအားလုံးလည်းကျွန်တော်ခုနပြောနော်ကန်ဆာကြီးဆိုတော့သူကဟာသူပြောနေတာငါတို့လုံလဲမလုံတတ်ဘူးတိတ်လဲနားမလဲဘူးเนาะလိုက်ပြီးတော့လေသူထုတ်ပြရတယ်လိုက်ကစားခြင်းနဲ့เนาะအဲ့လိုမျိုးပြောမေးနေတဲ့သူတွေပြောခဲ့ပြီเนาะကန်ဆန်ကြီးကအများကြီးလည်းမဟုတ်ဘူးเนาะလိုက်ထဲမှာကျွန်တော်လိုက်မှာလိုက်ကြည့်လိုက်ဟိုးတွေကလည်းအခုလိုပဲဒီလိုပဲကျွန်တော်ကအဓိကလူအများကြီးနည်းနည်းလေးတရားနဲ့အောင်ဆော့နေသူတွေလိုက်ဆော့လို့ရအောင်နောက်ပြီးတော့ကိုယ်ဝိုင်းကိုဝမ်လာပါလို့လိုက်ဆော့တဲ့သူတွေရောစီဝိုင်းလိုက်ဆော့လို့အားလုံးဆော့လို့ရအောင်ကျွန်တော်လုပ်ပြီးထားတာအဲ့ဒီကနန်းထွက်လိုက်တာကျွန်တော်အပြစ်တင်ကြတာမသိလိုက်လို့မဝင်ရဘူးမလုံတက်လို့မဝင်လိုက်ရဘူးเนาะဒါကတော့အကိုဒီမတွေအပိုင်းပဲဘာလို့ကျွန်တော်ကတယောက်တည်းလောက်ရတာဗျာဝီမတွေအားလုံးအများကြီးလောက်ရအဲ့အတွက်ကိုကန်ဆက်ချင်တာတော့ကိုယ့်ဘက်ကလည်းဝရိယကြီးထားပြီးတော့လိုက်လို့ပေါ့ဗျာကျွန်တော်လည်း live မှာပြောသွားပြီเนาะဘယ်လိုလေးတွေနားမလဲလိုက်လို့ပါမသိနေလိုက်လို့ပါကျွန်တော်ပြောခဲ့သွားပြီတချို့လူတွေမသိတဲ့သူတွေကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့အခု YouTube channel လေးကိုတောက်လိုက်เนาะ YouTube channel လေးကိုတောက်လိုက်အဲ့မှာကျွန်တော်မင်းသားပုံနဲ့ကန်ဆက်ချင်တဲ့သူတွေကမှတင်ပေးထားတယ်เนาะအဲ့မှာလည်းတော့ကြည့်ဒါမှမဟုတ်လဲနားမလဲကျွန်တော်ပြောတဲ့ဗီဒီယိုလေးကိုအေးစစ်စစ်လေးเนาะ like ကမိနစ်လဲကြာတာမဟုတ်ပါဘူးဗျာစတင်ကတေချာလေးအစအဆုံးလေးကိုတေချာနားတော့နော်ကန်ဆယ်ကျင်တဲ့သူတွေဘယ်လိုကန်ဆယ်အောင်လဲဆိုအဲ့မှာကျွန်တော်ပြောပေးထားတယ်မလုံတဲ့ရင်လည်းလာပြောပါမသိရင်လည်းမေးပါနော်ကဲအလားလေးလာပြောတာပါဗျာအဲ့တော့ခုနပြောသူပဲနော်အဖွင့်နေတော့ကိုပြောခဲ့ပြီနော်ကဲပါကောအချူအောင်ထက်ခဲ့ပြီနော်ကျန်တဲ့ဗရိတ်ဒီအကတ်တွေကတော့ကိုကြိုက်ရင်လုံးမကြိုက်ရင်မလုံးနဲ့နော်ကန်ဆယ်ကြီးတဲ့ဘယ်ကလွှဲရတာလားဟုတ်ကဲ့ပါမလုပ်တဲ့အချိန်လာမေးဗျာเนาะကျွန်တော်အမှကျွန်တော်ပြောပေးထားတယ်เนาะမသိတဲ့အချိန်နဲ့မေးပါအာမနာပါနဲ့ကဲအဲ့ဒါလေးပြောတာပါเนาะအထူးအောင်ကတော့ကျွန်တော်ရှိမှကန်ဆယ်ထားသူတိုင်းလုံเนาะအထူးအောင်တစ်ခွက်ကောင်းကျွန်တော်ထုတ်ပေးထားတယ်เนาะအခုလာမဲ့ဘက်တစ်ပတ်စာအတွက်เนาะအထူးအောင်ကတော့ကျွန်တော်ရှိမှကန်ဆယ်ထားသူတိုင်းအလုံးဝင်လိုက်လို့ပါเนาะအဲ့ပုံရဲ့အောက်မှာကျွန်တော်တင်ပေးထားတယ်เนาะကန်ဆယ်ခြင်းတဲ့သူတွေအဲ့ဒီမှာကြီးလိုက်ခွန်ရှိတေ63333334တူလေးတွေကိုတတိထားပါကဲဒီလောက်ပါပဲဗျာကျွန်တော်လိုက်ကြည့်ရမျိုးတွေအားလုံးပဲเนาะစင်မိပါစေငါကိုဒီငါမယ်အားလုံးပဲပြောနိုင်ပါစေเนาะလာရင်ပတ်လဲကျွန်တော်ဒီအခုတစ်ပတ်လိုပဲအားလုံးပဲတူတူပြောကြမယ်เนาะအားလုံးပဲပြောချင်တဲ့သူတွေအားလုံးပဲပြောကြမယ်ကျွန်တော်ကတော့ဗျာပုံဝင်လင်းပြောရရင်ကျွန်တော်လုပ်ပေးနိုင်တာတော့အားလုံးပဲလုပ်ပေးတာပဲဗျာเนาะလုပ်ပေးနိုင်တာတော့အားလုံးပဲလုပ်ပေးတာပဲเนาะလုပ်ပေးတာပဲကိုယ်ကိုယ်ကိုစဉ်းစားပြီးလိုက်လုပ်ကြပါကဲအားလုံးပဲဘိုင်းမိုင်ပါလောက်ပဲเนาะလိုင်းလေးရအောင်လာပြောတာ5459ကတင်းနေနာနေအဖွင့်နေအတွက်ပါเนาะ5459ကတင်းနေဖွင့်နေပါအားလုံးပဲဘိုင်းမိုင်ပါ